လူသားတွေရဲ့မေးပြောက်ခြင်းကိုစနစ်တကျခန်းစားခဲ့ရပြီးတဲ့နောက်ဒီရုပ်သေးရုပ်လေးဟာကြောက်စရာပုံစံအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ကျွန်တော်တို့အများစုတွေဟာလက်တော်လူကြိုက်များတဲ့အရာတစ်ခု trend ဖြစ်နေတဲ့အရာတစ်ခုကိုသူများကြိုက်ရင်လိုက်ကြိုက်သူများမုန်းရင်လိုက်မုန်းတတ်တဲ့ဗီဇတစ်ခုရှိကြပါတယ်။ရက်ပိုင်းသို့မဟုတ်လပိုင်းလောက်အကြာကိုရောက်ရင်တော့ဒီအရာကိုလုံးဝမေ့သွားတတ်ပြီးတော့နောက်ပေါ်လာတဲ့အရာကိုထပ်မံစိတ်ဝင်စားတတ်ကြတယ်ဗျ။အခုပြောပြမယ့် Norman လို့ခေါ်တဲ့ချစ်စရာရုပ်သေးရုပ်လေးဟာဆိုရင်လေတစ်ချိန်လုံးကဂီတချစ်သူတွေရဲ့ကြားမှာရေပန်းစားခဲ့တဲ့အရုပ်ကလေးဖြစ်ခဲ့ပြီးတော့10နှစ်အကြာမေးပြောက်ခံရပြီးတဲ့နောက်မှာတော့မထင်မှတ်ထားအောင်ကြောက်စရာကောင်းတဲ့ပုံစံကိုပြောင်းလဲသွားခဲ့ပါတယ်။ဆိုတော့ဒီရုပ်လေးရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံသိရဖို့အတွက်ဗီဒီယိုကိုအဆုံးထိအတူတူကြည့်လိုက်ကြရအောင်ပါ။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေသီးကွာအနာဒိမန် channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အများလုံးလို့တင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။ကဲစဉ်းစားဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။လွန်ခဲ့တဲ့2004ခုနှစ်လောက်တုန်းက Evil လို့ခေါ်တဲ့ music band တစ်ခုဟာ Interpol လို့အမည်ရတဲ့သင်းတစ်ပုဒ်ကိုထုတ်ခဲ့ပါတယ်။အဲဒီသင်းကိုမှတ်မိတဲ့သူတွေရှိတယ်လို့မမှတ်မိဘူးဆိုရင်လည်း YouTube မှာသွားရှာကြည့်လို့ရပါတယ်။ YouTube မှာ20 million view အထိပေါက်ခဲ့တဲ့သင်းဖြစ်ပြီးတော့သင်းဒီကပေါက်ခဲ့တဲ့အကြောင်းရင်းကတော့ music video ထဲမှာပါတဲ့ Norman လို့ခေါ်တဲ့ချစ်စရာစက်တက်ရုပ်သေးရုပ်လေးအကြောင်းပဲဖြစ်ပါတယ်။ဒီရုပ်သေးရုပ်လေးဟာသင်းစာသားတွေကိုလိုက်ဆိုပေးရတဲ့သူဖြစ်နေပါဝင်ခဲ့တာဖြစ်ပြီးတော့လူတွေရဲ့ဝိုင်းချစ်တာကိုတင်ကခံခဲ့ရပူပါတယ်။ဒါပေမဲ့လူတွေရဲ့ထုံးစံအတိုင်းတချင်းပေါ်ကစမှာတော့တဲတဲလို့ဖြစ်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့မေးပြောက်သွားခဲ့တာကြောင့် Norman ဟာလည်းလူသားတွေရဲ့မြင်ကွင်းရှိကနေပြီးတော့10နှစ်လောက်ပျောက်ကွယ်သွားခဲ့တယ်ဗျ။ဒီလို2014ခုနှစ်ကိုရောက်တဲ့အခါမှာတော့ icolata.com ဆိုတဲ့ website တစ်ခုကနေပြီးတော့မေးပြောက်ခန့် Norman ရုပ်သေးရုပ်လေးကိုဓာတ်ပုံနဲ့တကွအယောင် post တင်ခဲ့ပါတယ်။ဓာတ်ပုံထဲမှာ Norman ဟာလွန်ခဲ့တဲ့10နှစ်လောက်ကချစ်စရာကောင်းတဲ့ရုပ်သေးရုပ်လေးနဲ့လုံးဝမတူတော့ပဲအင်မတန်မှရုပ်ဆိုးအကြီးတန်းနေခဲ့တယ်ဗျ။ Norman ဟာလူစီကောင်တစ်ကောင်နဲ့ပူတူနေခဲ့ပြီးတော့အရေးပြားတွေဟာပျက်စီးဆွေးမြေ့နေပြီးမျက်လုံးပြူးကြီးတွေနဲ့အောင်မေးရုပ်ကလည်းအပြင်ကိုပြုတ်ထွက်နေပါတယ်။ဒီလိုရုပ်ဆိုးအကြီးတန်းလွန်တာကြောင့် Norman ကိုဝယ်မဲ့သူမရှိပဲလူတွေရဲ့မြင်ကွင်းကနေနောက်ထပ်တစ်ပံပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။နေ့နဲ့ငယ်ကြာခဲ့ပြီးတဲ့နောက်မှာတော့ YouTuber တူဖြစ်တဲ့ John Corbett ဟာသူ့ရဲ့ fan တွေရဲ့တောင်းဆိုမှုအရ10နှစ်ကျော်တော့ပျောက်ဆုံးသွားခဲ့ရတဲ့ Norman အယုတ်ကလေးကိုပြန်ရှာဖို့အကြောင်းဖန်လာခဲ့ပါတယ်။ John ဟာ Facebook ပေါ်မှာဇက်ပစ္စည်းတွေစုဆောင်းတဲ့သူတယောက်စီကနေပြီးတော့ Norman ကိုပြန်ရှာတွေ့ခဲ့ပြီးတော့ပတ်စံပေးကဝယ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ဒီဇင်ဘာလမှာသူ့စီကို Norman ရုပ်သေးရုပ်လေးရောက်ရှိလာပြီးတော့အရင်ကထပ်ပုံမရုပ်ဆိုးအကြီးတန်းနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ John ဟာ Norman Back to Normal ဆိုတဲ့ campaign တစ်ခုကိုပြုလုပ်ခဲ့ပြီးတော့ Norman ကိုမူလရုပ်ပြန်ရအောင်$3000အလှူခံခဲ့ပါတယ်။လူနာလို့အမည်ရတဲ့ရုပ်သေးရုပ်ကော်မတီတစ်ခုက Norman ရဲ့ပြုပြင်မှုကိုတာဝန်ယူခဲ့ပြီးတော့2022ခုနှစ်မတ်လ24ရက်နေ့မှာတော့ John ဟာသူ့ရဲ့ channel ကနေတစ်ဆင့်ဗီဒီယိုတစ်ပုဒ်တင်ခဲ့ပြီးတော့အဲဒီဗီဒီယိုထဲမှာဆိုရင် Norman ဟာ2004ခုနှစ်တုန်းကရုပ်နီးပါးပြန်လဲကောင်းမွန်လာတာကိုပြသခဲ့ပါတယ်။ဆယ်စုနှစ်နှစ်ခုစာလောက်လူတွေရဲ့မေးပြောက်ခြင်းကိုခံခဲ့ရတဲ့ Norman ရုပ်သေးလေးဟာအခုချိန်မှာတော့တန်ဖိုးကြီးပစ္စည်းအဖြစ်နဲ့လူတွေရဲ့စိတ်ဝင်စားတာကိုပြန်ခံနေခဲ့ရပါပြီ။ဒါကြောင့်လူပဲဖြစ်ဖြစ်အယုတ်ပဲဖြစ်ဖြစ်တန်ဖိုးထားတဲ့သူတွေရဲ့လက်ထဲကိုရောက်ရင်တန်ဖိုးရှိသွားတယ်ဆိုတာ Norman ကသက်သေပါပဲ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။